Hello ရတဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ရတဲ့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ဘယ်တူတယောက်ကိုမှရည်ရွယ်ထားတဲ့ video မဟုတ်ဘူးပေါ့နော်။ကိုယ့်ရဲ့အတွေ့အမြင်လေးတွေကိုပြန်ပြီးတော့ sharing လာလုပ်တာပဲဖြစ်ပါတယ်။ကိုကလည်းဝန်ထမ်းလုပ်နေတဲ့လူတစ်ယောက်ပါပဲ။ဒါပေမဲ့ကိုရာလုပ်ငန်းရှင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်လို mindset လေးထားရမလဲဆိုတဲ့အတွေ့လေးရမိလို့ဒီ video လေးလုပ်ခြင်းဖြစ်ပါတယ်။ကိုကလေဥပမာဆိုလို့ရှိရင်အပြောနဲ့လုပ်နဲ့မညီဘူး။ဝန်ထမ်းတွေတစ်ခုခုဆိုလို့ရှိရင်သူတို့ promise တွေပေးပြီးတော့မှဒီလိုလုပ်ပေးမယ်ဒီလိုဖြစ်စေချင်တယ်ဒီလိုကိုစိတ်ကြည်တဲ့အခါဆိုလို့ရှိရင်နော်ဒီလိုပြောတယ်ပေါ့နော်ကိုယ့်ရဲ့ emotion ရာကိုယ်စိတ်မကြည်ဘူးတခုခုကြောင့်မို့လို့ personal ကိစ္စကြောင့်မို့လို့ကိုယ့် emotion ရာစိတ်တွေမကြည်ဘူးဖြစ်နေတယ်တခုခုပေါ့နော် something ပေါ့အဲ့လိုဖြစ်နေတဲ့အခါမှာဆိုလို့ရှိရင်ကျတော့မျက်နှာစူပုတ်ပြီးတော့မှမပြောချင်မဆိုချင်တဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့လိုပုံစံမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကိုယ်ပိုင်လုပ်ငန်းကြီးမလုပ်သင့်ဘူးလို့ထင်ပါတယ်ဝန်ထမ်းလည်းမခန့်တင်ဘူးပေါ့နော်ကိုကအဲ့ဒီလိုမျိုးနည်းနည်းကလေးစံနေတယ်ဆိုလို့ရှိရင်တော့အလောလောကိုအတွက်အဆင်မပြေနိုင်နေလို့ထင်ပါတယ်ကျမကိုယ်တိုင်လည်းဒါအသက်30ကျော်အရွယ်အမျိုးသမီးတစ်ယောက်ပေါ့နော်ကိုလူငယ်လို့လူအရန်ငယ်တဲ့လူငယ်လေးတစ်ယောက်လို့တော့မမြင်တော့ပါဘူးကိုလည်းဒါအရှိမလှုပ်တွေ့ကြုံလဲ6နှစ်လောက်ရှိခဲ့တယ်ပြီးတော့6နှစ်9နှစ်လောက်ပေါ့နော်ရှိနေတဲ့တက်တန်းမှာတော့ကိုယ့်ရဲ့ကိုယ်ပိုင်အသွေးခေါ်လေးနဲ့သွေးခေါ်ကြည့်ရပါတော့ကိုကCEO တရားလုပ်တော့မယ် founder တရားလုပ်တော့မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ emotion တွေပြီးတော့အဲ့လို personal ခံစားချက်တွေကိုတော့နောက်ပို့ပြီးတော့မှဒီလုပ်ငန်းကိုဘယ်လိုရှေ့ရောက်မလဲဆိုတာကိုပဲစဉ်းစားပြီးလုပ်ရမယ်လို့ထင်တယ်ပေါ့နော်ဥပမာကိုလက်အောက်ကဝန်ထမ်းတွေကကိုရာထူးတစ်ခုပေးထားတယ်ကိုယုံကြည်ရလူတစ်ယောက်ကအမားတစ်ခုခုလုပ်ခဲ့ပြီဆိုလို့ရှိရင်လေကိုက professional ဆန်ဆန်လေးဖြည့်ရှင်းတင်တယ်လို့ထင်တယ်ဥပမာသူဒီဝန်ထမ်းတစ်ယောက်ကမမားတဲ့နဲ့မအောင်မလိုက်တယ်သူ့ခေါ်မယ်ခေါ်ပြီးတော့မှစုတင်လဲစုမယ်သူ့ကိုတန်ပေးတင်လဲပေးမယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီလိုလုပ်လိုက်တဲ့အတွက်ကိုယ့်ရဲ့ emotion တိုင်းမထိန်နိုင်မယ်နဲ့ဒါလေးကိုဒီလိုမားစရာလားဆိုတဲ့စိတ်ကြီးနဲ့ဒီဝန်ထမ်းကိုစိတ်ဆိုးပြီးတော့မှအဲ့လိုမျက်နှာစူပုတ်ပြီးမခေါ်နိုင်မပြောနိုင်ဖြစ်တာမျိုးကြီးကျတော့ဒါ professional လည်းမဆန်ဘူးနောက်ထပ်လူတွေလည်းနေရခက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဝန်ထမ်းတယောက်မားတာဖြစ်တဲ့အတွက်ဒီဝန်ထမ်းကိုမှ target ထားပြီးပြောတင်ဆိုတင်ပါတယ်အဲ့ဒီလိုကြီးကိုယ့် emotion အရာကြီးတစ်ခုလုံးပေါ့နော်တခြားဝန်ထမ်းတွေကိုပါမပြောနိုင်မဆိုနိုင်ကြီးဖြစ်တာညနေစူပုံနေတာအဲ့လိုမျိုးကြီးကတော့မလုပ်သင့်ဘူးလို့ကျမမြင်ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုစိတ်ကြည်လို့ရှင်ကျတော့ကြည်လို့ဂရိတွေပေးတယ်အကုန်လုံးနဲ့ရောနော်ပျော်ပျော်ရွှင်ရွှင်နေတယ်နင်တို့တော့ငါဒီလိုလုပ်ပေးချင်တယ်နင်တို့ဒီလိုဖြစ်လို့ရှင်ငါဒီလိုလုပ်ပေးမယ်ဆိုတာမျိုးဖြစ်ပြီးတော့မှတကယ်လို့ကိုကတခုခုအဆင်မပြေလို့ရှင်ကျတော့ပြောတင်ပြောထိုက်တဲ့စကားတော့မပြောတော့ဘူးကိုကလှုပ်ရှင်တရားနေနဲ့ဒီဝန်ထမ်းတွေကိုပြောတင်ပြောထိုက်တဲ့စကားလုံးတော့မပြောနိုင်မဆိုနိုင်ဖြစ်သွားတယ်ဆိုတာမျိုးကလည်းအဆင်မပြေဘူးလို့ကျမအနေနဲ့တော့မြင်နေပေါ့နော်အဲ့လို mindset မျိုးရှိနေတာလေကျမဆိုလို့ရှိရင်ရောငါတထေးတရားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ငါ့ရဲ့ဝန်ထမ်းတွေငါဘယ်လိုအုပ်ချုပ်မလဲဆိုတဲ့အတွေးတွေအများကြီးရတယ်ပေါ့နော်လူတိုင်းကတော့အဲ့ဒီလိုလေအကုန်လုံးကောင်းနေတယ်ရေလို့တော့မရှိဘူးပေါ့နော်တချို့နေရာလေးတွေမှာတော့အားနေတတ်တယ်တချို့နေရာလေးတွေမှာတော့အားတာအချက်တွေရှိကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အားနေတဲ့အချက်ကကျမခဏပြောသလိုပဲအားတာတဲ့ချက်ကျဖုံးသွားလို့ရှိရင်တော့ဒါကြီးကအဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ဖြစ်လို့လဲဆိုတော့လူတွေတော်တော်များများကမကောင်းတဲ့ຢာနဲ့ကောင်းတဲ့ຢာဆိုမကောင်းတဲ့အရာကိုပို့ပြီးမြင်တတ်ကြတယ်နော်အဲ့ဒီတော့ကကိုကကောင်းတဲ့ຢာလည်းအများကြီးလုပ်ထားပေမဲ့ကိုရဲ့မကောင်းတဲ့အကျင့်လေးတစ်ခုကကြီးသွားလို့ရှိရင်အဲ့ဒီအရှိမကောင်းခဲ့တဲ့များတဲ့အကုန်လုံးကိုအဲ့ဒီမကောင်းတဲ့အကျင့်ကြီးကဖုံးသွားတတ်တယ်ပေါ့နော်ဒါကတော့လေကျမအမြင်ပေါ်လေနော်တခြားလူတွေတော်တော်ဘယ်လိုဖြစ်မလဲတော့မသိပါဘူးကျမကကျတော့အဲ့လိုတေးလေးရတာစမြင်လို့မြင်တတ်တဲ့လူပေါ့နော်တေးလေးတွေသူများရဲ့ dark side တေးလေးတွေကစားတွေ့တတ်တဲ့မြင်တတ်တဲ့လူဆိုတော့လေအဲ့လိုမျိုးတေးလေးပါလေးထားလိုက်တော့ဆိုပြီးတော့မှဒါပေမဲ့တချို့ຢာတွေအဲ့တေးလေးတွေကိုလေဖုံးလွှမ်းနိုင်တဲ့အကြီး dark side အကြီးရှိတဲ့အခါမှာကိုကအဲ့လိုလက်မခံနိုင်ဘူးဆိုတဲ့စိတ်မျိုးဖြစ်မိရေပေါ့နော်အဲ့တော့ကကိုလည်းပေါ့တုံးတက်မိရေဒါ lesson လေးယူရပေါ့နော်ငါဒါဒီလိုလုပ်ငန်းရှင်တရားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ငါဒီလိုမဆက်ဆံငါဒီလိုမလုပ်တင်ဘူးဆိုပြီးတော့မှတော့စိတ်ထဲမှာတုံးတက်မိရေပေါ့နော်နောက်တစ်ခုကကိုကအကြီးတရားဖြစ်နေတယ်ဆိုလို့ရှိရင်လေကိုရဲ့လက်အောက်နေတာတွေဘယ်လို control လုပ်ရမလဲဆိုတာကိုလေအမြဲတမ်းတွေးရပေါ့နော်ငါကအကြီးပဲနေငါခိုင်းတာလို့ငါပြောသလိုလုံးငါလုပ်သလိုမလုပ်နဲ့ဆိုတာထက်တခုခုဆိုလို့ရှိရင်ကိုကဥဆောင်ပြီးရှက်နေလုပ်တယ်ဒါပေမဲ့သူတို့နောက်ကနေလိုက်လုပ်ပေါ့နော်ဒါကတော့ကိုကတော့အဲ့ဒီလိုလုံနေတဲ့လူတယောက်ပေါ့နော်ငါရှက်နေလုံမယ်နုံနောက်ကနေလိုက်လုံအဲ့လိုပုံစံမျိုးပေါ့အမချို့ကြော်တယ်ငါစီနီယာပဲငါခိုင်းနေလုံရမှာပဲဆိုတာမျိုးပေါ့ဒါတယောက်တော့မတူဘူးပေါ့နော်ချို့ကကြော်လဲကိုကစီနီယာဖြစ်တဲ့အတွက်ကိုကစီမံခန့်ခွဲရမယ်သူတို့နောက်ကနေလိုက်လုံခိုင်းကိုကကြော်လဲအဲ့ဒီလိုမတွေ့ဘူးပေါ့နော်ကိုရှက်နေလုံမယ်နောက်ကနေလိုက်လုံကိုက leader ဖြစ်တဲ့အတွက်ကိုရှက်နေဥဆောင်မယ်နောက်ကနေတော့ကိုဥဆောင်နေနောက်ကနေလိုက်ပေါ့နော်အဲ့ဒီလိုမျိုးလေးတော့ရှိရပေါ့ဒါကတော့တယောက်နဲ့တယောက်မတူနိုင်တဲ့အကြောင်းအရာလေးပေါ့နော်ဒါပေမဲ့လည်းဒီကပြောချင်တဲ့အရာတော့ခုနကအစပိုင်းမှာကျွန်မပြောသလိုပေါ့နော်အပြောနဲ့လုံးနဲ့မညီဘူး emotion လည်းမထိန်းနိုင်ဘူး
စိတ်ကြည်ကြည်လို့ဆက်ဆံတယ်မကြည်လို့ဆက်ဆံတယ်အဲ့လို mindset မျိုးနဲ့ဆိုလို့ရှိရင်တော့ကြာလို့ရှင်ဒီဝန်ထမ်းတွေကထွက်ပြေးကုန်ပါလိမ့်နော်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့မှဒီဝန်ထမ်းတွေနေထိုင်နေရတဲ့လူဖြစ်တဲ့အတွက်ကိုကအဲ့လိုစိတ်မကြည်ဘူးအဲ့လိုခဏဖြစ်နေမယ်ဆိုလို့ရှင်ဒီဝန်ထမ်းတွေကလည်းကြာလာလို့ရှင်ပြောတော့မှာမဟုတ်ဘူးပြောလာတော့မှာမဟုတ်ဘူးတခြားနေရာကိုထွက်သွားချင်မှာပဲလေနော်နင်တို့မရှိလဲဘာမှဖြစ်ဘူးဆိုတာလည်းတခဏနာပေါ့ကွယ်ဒါပေမဲ့ကွာတက်လို့အဲ့လို mindset မျိုးနဲ့နေရွာမှာလားပေါ့နော်အဲ့လိုလေးတော့တွေးမိရလေနော်ပြီးတော့တချို့ဝန်ထမ်းတွေကျတော့တိုးတက်ချင်တယ်တိုးတက်ချင်ကြတယ်ငွေထက်လစာတစ်ခုခင်မှာတော့လစာအဓိကဆိုပေမဲ့လည်းချို့ကကြော်လဲတင်ယူချင်တယ်တိုးတက်ချင်တယ်ဆိုတော့စိတ်လေးတွေရှိနေတယ်ပေါ့နော်အဲ့အတွက်ကလည်းကိုရီးယားလုပ်ငန်းရှင်တွေဖြစ်လို့ရှိရင်တော့သူတို့တွေတိုးတက်ဖို့အတွက် training တွေပေးရမယ် personal group ဘိုင်းတွေလည်းလုပ်ပေးရမယ်လို့တော့မြင်တယ်ပေါ့နော်ဒါကတော့လေတယောက်နဲ့တယောက်တော့မတူဘူးချို့ကကြော်လဲဒါအဲ့ဒီအပိုင်းတွေတိတ်မတွားဘူးကိုရီးယားလုပ်ငန်းတောင်းဝင်မဲ့အဓိကတွားမယ်ဆိုလဲတွားလို့ရမယ်ထင်တယ်ပေါ့နော်ဒါပေမဲ့ဒီခေတ်မှာလည်းဝန်ထမ်းတွေကအရန်ထွက်တာတွေလည်းများနေတဲ့အခါကျတော့အရန်တော့မပြောတတ်ဘူးပေါ့လေနော်သူတို့ဘာလို့ချင်လဲဆိုတော့ကိုသိမ့်မတီးပေါ့ဒါပေမဲ့ထင်တာကတော့ခုနောက်ပိုင်းเนี่ยအဲ့လိုအရန်ကြီးစီကတင်းကျပ်တာမျိုးမကြိုက်ကြတော့ဘူးသူတို့ကအဲ့ဒီလိုပေါ့ပနဲ့လူငယ်စစ်စံလုပ်ရမယ်အဲ့လိုစီကတင်းကျပ်တာမျိုးထပ်ပေါ့နော်ကိုလည်း group ဖြစ်မယ်ဆိုရင်တော့လုံးမယ်လို့ထင်တာပေါ့ပြီးတော့ salary လည်းကြီးကြရလေနော်ဒါ salary ကလည်းကိုယ့်ရဲ့ experience နေလည်းလိုမယ်ပြီးတော့ skill တွေကလည်းလိုမယ်လေနော်အဲ့ဒါမှပဲsalary ဆိုတာလည်းကိုရီမန်းသားလောက်ရမှာပေါ့လေနော်ဒါပေမဲ့လည်းကိုကဘာ experience မှမရှိဘူးဘာ skills မှလည်းမရှိဘဲနဲ့တော့ကိုရဲ့မျောမှန်းလာစာရမ်းများနေလဲအဆင်မပြေနိုင်ဘူးလေနော်ဒါကတော့နှစ်ဦးနှစ်ဖက်ညှိရမှာပေါ့နော်ကိုလုံးမဲ့လုပ်ငန်းအောင်လဲဝန်ထမ်းတယောက်အနေနဲ့ကိုလုံးမဲ့လုပ်ငန်းလည်းတခြားလေးလားအဲ့ဒီရဲ့ environment လည်းတခြားလေး learning လုပ်ပြီးမှဝင်ပေါ့နော်အဲ့လိုပဲ founder တွေအနေနဲ့ကလည်းကိုယ့်ရဲ့ mindset ကိုလည်းပြင်တဲ့နဲ့ကိုခက်မဲ့ဝန်ထမ်းကို personal အရာမဟုတ်ဘဲနဲ့ပေါ့နော်professional အရာတခြားကြည့်ပြီးမှအဲ့လိုခန့်စီချင်တယ်ဘာဖြစ်လို့လဲဆိုတော့ခုနောက်ပိုင်းကအဲ့လို personal ခံစားချက်တွေနဲ့ခန့်လိုက်လို့ရှိရင်အဆင်မပြေတာများတယ်ပေါ့နော်နောက်တစ်ခုပြောချင်တာလေအဲ့ဒီတချို့တထေးတွေတက်ကလေဒီဝန်ထမ်းကသူတို့အတွက်တော့အဆင်ပြေပေမဲ့ဝန်ထမ်းအချင်းချင်းမှလည်းအဆင်မပြေရတယ်အများကြီးရှိတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သေးကြည့်ပေါ့နော်တထေးနဲ့အဆင်ပြေပြီးဝန်ထမ်းချင်းချင်းအဆင်မပြေဘူးဆိုကြရရင်တခုခုတော့မားနေပြီလို့မထင်ဘူးလားပေါ့နော်အဲ့လိုတွေဒါပေမဲ့လည်းဒါကတော့သူတို့ကျွမ်းကျင်ရနဲ့ဝင်လာတယ်ဆိုရင်တော့လည်းမပြောတတ်ဘူးပေါ့လေနော်ဒါပေမဲ့ဝန်ထမ်းတွေနဲ့အဆင်မပြေဘူးဒါပေမဲ့တထေးရလည်းဒီဝန်ထမ်းဆက်ခံထားမယ်ဆိုလို့ရှိရင်တော့ရေရှည်မှာတော့တခြားဝန်ထမ်းတွေကထွက်သွားနိုင်တယ်ပေါ့နော်ဒီလူနဲ့လူတွဲပြီးမလုပ်ချင်တာကြောင့်ပေါ့လေအားကြောင့်မို့လို့အဆုံးသတ်အနေနဲ့ကတော့ founder တွေအနေနဲ့လုပ်ငန်းရှင်တွေအနေနဲ့ကလည်းကိုယ့်ရဲ့ mindset ပေါ့နော်ကိုယ့်ရဲ့ mindset လေးကိုလုံးဝ prepare လုပ်ပြီးမှလုပ်ငန်းတည်ထောင်စေချင်တယ်ပြီးတော့ဝန်ထမ်းတွေကိုခန့်စေချင်တယ်ဝန်ထမ်းခန့်တဲ့နေရာမှာလည်းခုနပြောသလိုပဲတခြားလေး personal လည်းလိုအပ်တယ်ဒါပေမဲ့ personal ဆိုတော့တခြားပေါ့နော် emotion အရာပေါ့ emotion ခံစားချက်တွေကို emotion ကိုဦးစားပေးပြီးတော့မှခန့်တာတဲ့ personal နဲ့ professional လေးကိုတခြားလေးလာပြီးခန့်တာတော့ပိုအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အဲ့လိုဝန်ထမ်းတွေကလည်း salary တစ်ခုတည်းမကြည့်ပဲနဲ့ငါဘယ်လောက် group ဖြစ်နိုင်မလဲဒီ environment ငါအတွက်ဘယ်လောက်ထိကောင်းမလဲဆိုတော့တခြားလေးလာပြီးမှအလုပ်လုပ်စေချင်ပါတယ်เนาะဝင်လိုက်ထွက်လိုက်ဆိုတာခဏလောမကောင်းဘူးလေเนาะဒါကျမတအုပ်တယောက်ရဲ့အတွေးအမြင်ဖြစ်ပါတယ်ကိုကလည်းဝန်ထမ်းတယောက်ဖြစ်နေစေပေါ့เนาะအဲ့ဒီအတွက်ကတော့ဒါကိုဝန်ထမ်းတယောက်အတွက်ပဲကြည်တာမဟုတ်ပဲနဲ့နှစ်ဦးနှစ်ဖက်အတွက်ကြည်ပြီးတော့မှဒီဗီဒီယိုလေးကိုညံမိတလောက်လေးလုပ်တာဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းကျမဒီလိုအတွေးအမြင်လေးတွေဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးမှာမို့လို့ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့အားပေးတော့ပါအောင်လို့ request လုပ်လိုက်ပါတယ်ဒါရတဲ့နေ့လေးဖြစ်ပါစေ